ခင်ဗျာကိုဝင်လိန်ခမ်းရမှာပဲခင်ဗျာအခုကားတစ်စီးကိုအရေးကြနေဝယ်တော့မယ်ဆိုရင်ဒေတာတဲ့ခင်ဗျာလိန်ခမ်းရအောင်မယ်ကုမ္ပဏီကခင်ဗျာကို flat rate တုံး300ခိုင်နှုန်းပဲရှိပါတယ်လို့ပြောတဲ့အခါဟာတက်တာသားပဲဆိုပြီးစာချုပ်လက်မှတ်ထိုးလိုက်ရင်ခင်ဗျာ financial ရလုံးဝအသိဉာဏ်မရှိတဲ့သူဖြစ်သွားပါပြီစိတ်မဆိုးပါနဲ့အောင်ဗျာကျွန်တော်ရှင်းပြမယ် Stanford နဲ့ Harvard က mathematical thinking ရကြည့်ရင်ကမ္ဘာပေါ်မှာအဆိုးဆုံးလက်ကွက်ကဒီ flat rate ဆိုတဲ့ပုံတေတုံးနှုန်းပဲခင်ဗျာကားဖို့10သိန်းကို9နှစ်အရေးကြဝယ်တယ်သူတို့300ခိုင်နှုန်းဆိုတော့တစ်နှစ်ကို3000နှစ်ဆိုတော့တို့3သိန်းခွဲပေါ့ရှင်းရှင်းလေးပဲမလားဒါပေမဲ့မဟုတ်ဘူးဗျခင်ဗျားလစဉ်ကားဖို့ပြန်ဆက်နေတာလေဥပမာ3နှစ်မြောက်ရောက်တဲ့အချိန်မှာခင်ဗျားကားဖို့က9သိန်းပဲပေးဖို့ကြံတော့တာကားကုမ္ပဏီကကြံတဲ့9သိန်းပေါ်မှာပဲအတိုးယူတာမှာမလားဒါပေမဲ့သူတို့ကခင်ဗျားကိုပထမဆုံးနေ့ကဝယ်ခဲ့တဲ့10သိန်းအပြည့်ပေါ်မှာပဲအတိုးကို9နှစ်လုံးတွက်ယူသွားတာဗျဒါကို effective interest rate တကယ်အတိုးနှုန်းလို့ခေါ်တယ်ခင်ဗျားပေးနေရတဲ့တကယ်အတိုးက300ခိုင်နှုန်းမဟုတ်ဘူး600ခိုင်နှုန်းနီးပါးဖြစ်နေတာကုမ္ပဏီတွေကခင်ဗျားကိုစည်ရင်းအင်းမတိတာကိုအခွင့်ကောင်းယူပြီးလှည့်စားသွားတာတင်ချာ logic နဲ့စည်ရင်းကင်သဘောတရားကိုမသိရင်ခင်ဗျားဘဝမှာရှာသမျှပတ်စံတွေသူများအိတ်ထဲအလကားရောက်သွားပါလိမ့်မယ်နောက်ဆိုကားဝယ်ရင်ဖြစ်ဖြစ်အိမ်ဝယ်ရင်ဖြစ်ဖြစ်အလိမ်မခံရအောင် effective rate ဘယ်လိုတွက်ရမလဲဆိုတာနောက်ဗီဒီယိုကြရှင်းပြပေးမယ် follow လုပ်ထားအောင်နော်